呀，怎么好意思？ဟုတ်တယ်ဆရာမကျွန်တော်ကိုဟိုဘက်လှည့်ပြပါလား 亲， ဆရာမရဲ့ခန္ဓာကိုယ်နောက်ကနေကြည့်ခြင်း 亲， လှုပ်ပါလှည့်ပြပါ ဆရာကျမကိုဘာသဘောနဲ့လှည့်ခိုင်းတာလဲဆရာကျမကိုဘလို့ထင်နေရလဲ ဘယ်လိုမှမထင်ပါဘူးဘာဖြစ်လို့လဲဆရာမတော့လိုင်းမော်ကိုရိုက်တင်နေသေးရပဲတစ်တော့ပေါ်မှာဆရာမရဲ့ခန္ဓာကိုယ်ကြီးပြပြီးအများကြီးရိုက်တင်နေသေးရပဲကျွန်တော်ကလိုင်းမော်ရတဲ့အပြစ်မှပူကြည့်ချင်တာဟုတ်ပါဟိုဘက်လှည့်ပြရမယ် ဆရာကျမကိုမစော်ကားနဲ့နော်ဆရာပြောတာကျမရဲ့ကောင်လေးကအများကြီးကြိုက်နေပြီ ဟိုးဒီမဲ့ဆရာမကိုစော်ကားတယ်လို့ထင်ရင်ကျွန်တော်တယောက်တည်းရပဲစော်ကားတာလိုင်းမော်တင်လိုက်တော့လူများရဲ့စော်ကားခြင်းကိုခံရတာပေါ့ဗျာကျွန်တော်ပြောတာဆရာမရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင်ဆရာမတယောက်ကကျောင်းဝတ်စုံနဲ့ခန္ဓာကိုယ်ကောက်ကျောင်းတွေပြပြီးတက်တော့စော့နေတာဟာဆရာမဆိုတဲ့ဂုံပုတ်တဲ့ဂုံထိတ်ခါကိုကထိကြိုက်စေရဆိုဆရာမနားမလဲဘူးလား follower တွေ like တွေ comment တွေ why ထင်းနေရလား comment တွေဆိုရင်ရပြမရှိဘူးတချို့ comment တွေဆိုရင်နှမှားချင်းမစာမနာအေးသူတို့စိတ်တူရအောင်လေတင်းနဲ့ဆရာမကိုယ်တိုင်ဟုတ်မှမဟုတ်တာဒီမဲ့ဆရာမယူနီဖောင်းကြောင့်လူကုန်တက်လူကြောင့်ယူနီဖောင်းပိုကုန်တက်တယ်အခုတော့လူကြောင့်ယူနီဖောင်းရဲ့ဂုံတိတ်ကညှိုးနှွမ်းရစီဆရာမရဲ့လောက်ရက်ကကျောင်းဆရာမဆိုရဲ့ဂုံပုတ်ကိုဘယ်လောက်ထိထိကြိုက်စီရဲဆိုတာဆရာမနားမလဲဘူးလားငိုးဆရာမအားရပါရငိုးကျွန်တော်ပြောတာနားရှင်ထဲကနေနစ်နေအောင်နားပြလိုက်မောင်းမြင်လိုက်ကျွန်တော်အေးပြီးရင်ဆရာမရဲ့ဂုံတိတ်ခါနဲ့တန်ဖို့ဟို့အမြင့်ဆုံးဒီမြင့်တင်မလိုက်ခမရတို့တွေလည်းမှတ်ထားဒီလိုပျက်စီးယိုယွင်းနေတာတွေကလူကောင်းတွေဘာတိပါတာငြိမ်နေကြလို့ပဲအေးအတိုင်းသာဆက်ပြီးတော့ငြိမ်နေမယ်ဆိုရင်ကျွန်တော်လူဝင်ချင်းတစ်ခုလောက်ဒီတက်ပို့ပြီးတော့ပျက်စီးဖို့ပဲရှိရတယ်ကျွန်တော်ပြောနေတာနေရာတိုင်းအားလုံးပဲပြောနေတာ